အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့မိုးခေါင်ရေရှားမှုကိုတိုက်ဖြတ်ဖို့အတွက်ထိုင်းဘရင်ရဲ့တီထွန်ဆန်းသစ်မှုတစ်ခုဖြစ်တဲ့တော်ဝင်မိုးရွာသွန်းခြင်းအကြောင်းလေ့လာသွားမှာဖြစ်ပါတယ်တဘာဝတရားကပြောင်းလဲနေတတ်ပြီးတော့မိုးခေါင်ရေရှားမှုအနေကလယ်သမားတွေအတွက်တော့ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်ဒီပြဿနာကိုကင်တွယ်ဖြေရှင်းဖို့အတွက်ခေါင်းဆောင်ကောင်းတအုပ်ပေါ်ထွက်ခဲ့ပူပါတယ်ထိုင်းဘရင်ဘူမီဘောပဲဖြစ်ပါတယ်1946ခုမှ2016ခုအထိနန်းဆန်ခဲ့တဲ့ထိုင်းဘရင်ဘူမီဘောကသိပ္ပံပညာရှင်တဦးရဲ့စူးစမ်းလေ့လာလိုစိတ်နဲ့တီထွန်ဖန်တီးလိုစိတ်ရှိတဲ့သူတူဖြစ်ပါတယ်။မိုးတိမ်တွေထူထပ်ပေမဲ့လည်းမိုးမရွာတဲ့ပြဿနာကိုတွေးရှိတာကြောင့်မိုးလေဝသပညာကိုလေ့လာစူးစမ်းခဲ့ပါတယ်။မိုးရွာအောင်ဖန်တီးနိုင်မလားဆိုတဲ့အတွေးကသူ့ကိုစိတ်ဝင်စားစေခဲ့ပါတယ်။နှစ်ပေါင်းများစွာသူတေသနာပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့1955ခုနှစ်မှာတော်ဝင်မိုးဖြစ်စေတဲ့စီမံကိန်းကိုစတင်ခဲ့ပါတယ်။တိမ်တိုက်ထဲကိုဓာတ်ပစ္စည်းတွေထည့်သွင်းလိုက်ခြင်းအပြင်ရေငွေ့တွေကိုစုစည်းစေပြီးတော့မိုးရွာစေတဲ့နည်းပညာကိုတီထွန်လိုက်တာပဲဖြစ်ပါတယ်။1969ခုနှစ်ဇူလိုင်20ရက်နေ့မှာခောက်ရန်အမျိုးသားဥယျာဉ်မှာလေယာဉ်တစ်စီးနဲ့ကာဗွန်ဒိုင်အောက်ဆိုက်အခဲတွေကိုတိမ်တိုက်တွေကိုထည့်သွင်းခဲ့ရမှာချက်ချင်းဆိုသလိုပဲမိုးရွာသွန်းခဲ့ပါတယ်။ဒီလိုမိုးအတုရွာသွန်းစေတဲ့တော်ဝင်မိုးဖြစ်စေခြင်းစီမံကိန်းကထိုင်းနိုင်ငံရဲ့စိုက်ပျိုးရေးနဲ့ရေအရင်းအမြစ်အပေါ်မှာကြီးမားတဲ့သက်ရောက်မှုတွေရှိခဲ့ပါတယ်။၆တွေ့ရာသီမှာမိုးရွာအောင်ဖန်တီးနိုင်တာကလယ်သမားတွေအတွက်တော့ကောင်းစွာအထောက်အကူရစေတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဒီလိုမျိုးထိုင်းဘုရင်မင်းမြတ်တီထွန်ခဲ့တဲ့မိုးအတုရွာသွန်းခြင်းကိုဒီနေ့ခေတ်မှာဆိုရင်လည်းတော်ဝင်မိုးရွာသွန်းမှုနဲ့စိုက်ပျိုးရေးနဲ့လေကြောင်းဌာနကဆက်လက်လှုပ်ဆောင်လျက်ရှိပါတယ်။မိုးခေါင်တဲ့ကာလတွေမှာမိုးရွာသွန်းစေဖို့အတွက်လေယာဉ်တွေနဲ့တွားရောက်ပြီးတော့မကြာခဏပြုလုပ်ပေးလျက်ရှိပါတယ်။2019ခုနှစ်မှာဆိုလို့ရှိရင်အဲ့ဒီဌာနကမိုးရွာသွန်းမှုခီးစဉ်1600ကျော်ကိုပြုလုပ်ခဲ့ပြီးတော့90%နီးပါးကအောင်မြင်မှုရရှိခဲ့ပါတယ်။ဒီတော်ဝင်မိုးရွာသွန်းခြင်းစီမံကိန်းကထိုင်းဘုရင်ရဲ့ပြည်သူတွေပေါ်ထားရှိတဲ့ကရုဏာတရားလူသားတွေရဲ့ဖန်တီးနိုင်စွမ်းနဲ့အနာဂတ်မျိုးဆက်တွေအတွက်ရေအရင်းအမြစ်ကိုကာကွယ်ဖို့အတွက်စမ်းသစ်တဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်းဖော်ပြပေးလိုက်ပါတယ်။